primer ဆောက်တာကအမားတို့ခုနက note ပတ်ပြောထားသလိုမျိုး landing site ရှိတယ် landing site ရဲ့ overhang ရဲ့အဲ့ဒီ overhang ကခုနကအမားတို့ factor ပေါ်မှာရွေးထားတဲ့ size နှစ်ခု hint 3နဲ့မနဲ့လဲဆိုရင် x bar နဲ့ဟုတ်တယ်နော်အဲ့ဒီဟာရဲ့နောက်ထပ်အမားတို့around 25 base pair လောက်ထပ်ပြီးရွေးလို့ရှင်ဒါ primer လနေထွက်ပြီပေါ့နော်အဲ့တော့ဒီမှာဘာအသေးမှတ်လို့ရလဲဆိုတော့ landing site ကိုအသေးမှတ်လို့ရတယ်ဥပမာအမားဆိုလို့ရှိရင်အမားတို့လက်မှာသုံးတဲ့ landing site က TAATA landing site သုံးတယ်ဒီ overhang ကခုနကိုရွေးတဲ့ enzyme မှာမူတည်ပြီးတော့6လုံးလာမယ်ပြီးလို့ရှိရင်နောက်ထပ်25 base pair ကတော့ဒီအပြရောင်ဂျင်းပေါ်မှာအမားတို့ကဆွဲမယ်ပေါ့နော်ဘာလဲဆိုတော့ကိုအပြရောင်ဂျင်းကိုလိုချင်တာဟုတ် okay အဲ့တော့အဲ့ဟာအမားတို့ design လုပ်ကြည့်ရအောင်အဲ့တော့အရင်ဆုံးအမားတို့ဘာယူလို့ရလဲဆိုတော့အမြဲတမ်းဒီ M ကနေစတယ်เนาะမှတ်ထားနော် ATG ကနေစတယ်အဲ့တော့ primer design လုပ်ပြီဆိုလို့ရှိရင်အနောက်က25 base pair နဲ့အရင်စ okay အဲ့ဒါကိုရှေ့သွားဒီမှာစစ်ကြည့်လို့ရတယ် lunch က25တွေ့ရနော်ဒီနေရာမှာ okay အဲ့ဒီဟာကို right click နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ primer ဆိုတဲ့ဟာပါတယ်အဲ့တော့အမားတို့က5 to 3သွားတာကို forward လို့ခေါ်တယ်အဲ့တော့ forward ကိုနှိပ်လိုက် okay အဲ့တော့ဒီမှာ design လောက်တာကိုတွေ့ရနော် single primer ပဲ design လုပ်မယ် DNA forward okay အဲ့တော့ဒါကအမားတို့က25ကိုစောင့်နေတာရှေ့မှာပါလို့လဲ overhang နဲ့ landing site လို့တယ်အဲ့တော့ landing site အရင်ထည့်ကြဆို landing site ထည့်ပြီဆိုလို့ရှိရင်ခုနကအမားတို့ကနှစ်ခွက်ကွဲသွားအောင်မှာsmall letter နဲ့ရေးမယ်အဲ့တော့အမားတို့ကလက်မှာအမြဲတမ်းသုံးတာက TAATA အဲ့ဒါကအမားတို့ဒီလေရင်ပြေးလမ်းပေါ်ရောက်တဲ့ဟာပေါ့เนาะဒီပေါ်မှာဒီနေရာမှာပြေးအဲ့ဒီ gate ကိုရောက်ဖို့ဆိုတဲ့ပုံစံမျိုး okay အဲ့တော့အမားတို့ landing site ထည့်ပြီဆိုရင်ဒီ overhang အဲ့ overhang ကလေအလွတ်ကျက်စရာမလို in case ကိုကမေ့သွားရဲဆိုအောင်เนาะသွားကြည့်လို့ရတယ်ဥမာကိုသုံးမဲ့ brand ပေါ်မှာမူတည်တယ်ပေါ့เนาะခုနကအမပြောသလိုမျိုးအမအများဆုံးသုံးတာက NEB ဆိုတော့ NEB website ထဲဝင်လို့ရတယ်okay ဒီ New England Biolab ဆိုတဲ့ဟာပေါ်လာမယ်အမတို့ search bar မှာရှာလိုက်ရုံပဲဆိုတော့ခုနအမတို့သုံးမှာပါလေ hint 3ဟုတ်တယ်နော်အဲ့ဟာကိုရိုက်ချလိုက်လို့ရှိရင် subscribe မလုပ် okay အများကြီးတော့ပေါ်လာမှာ okay ဆိုတော့ဒီဟာပဲဒါပေမဲ့ဒီဟာကလည်းလေကိုယ့်ရဲ့ lab မှာရှိမရှိတစ်ချက်ဟိုပါလို့เนาะအဲ့ရပါရ design လုပ်ပြီးမှlab မှာငါတို့ကဒါမဝယ်ထားအောင်ဆိုလို့ရှိရင်ကွက်ကြနေပြီအခါကြလို့ရှိရင်ကိုကနောက်ထပ် primary design လုပ်ပြီးတော့ထပ်ပြီးတော့မာနေရမှာအဲကြောင့် okay အဲ့တော့ဒီမှာကြည့်လိုက်လို့ရှိရင်တွေ့လားနေဆောင်ရအောင်စမမြန်မာနိုင်ငံပြန်ဆောင်နေokay ဆိုတော့သူရဲ့5 to 3ကိုတွားတာကဗာလဲ AAGCDT ဟုတ်တယ်နော်အဲ့တော့ခုနကဒီဟာပြီးလို့ရှင်ဗာထည့်လိုက်ရုံပဲလဲဆိုတော့ AAGCDT အဲ့တော့နောက်တနည်းကတော့ဒီ cat site မှာရှာလိုက်ရင်လေရတယ်အဲ့ဒါပို့လွယ်တယ်ပေါ့နော်အဲ့တော့ cat site မှာအမတို့ hint 3ကိုနှိပ်လိုက်အဲ့တော့ဒီနေရာမှာဆိုရင်တွေ့လား AAGCDT အဲ့တော့ဒါအမားတို့က forward primer စောက်တာပြီးသွားပြီ TATA က landing site AAGC DT ကဒါအမားတို့ရဲ့ overhang okay hint 3တုံးမှာเนาะဒီမှာကအဲ့တော့ဒီဟာကြတော့ဒါအမားတို့ပွားမဲ့ခြင်းရဲ့25 base ပဲအဲ့တော့အဲ့ပေါ်မှာမူတည်ပြီးတော့ဒီမှာနာမည်ပေးမယ်ဘယ်လိုပေးကြမလဲ hint 3 forward primer တကယ်အဲ့လောက်ရှည်မပေးလေရတယ်ဒါက example ပြလို့เนาะ
okay okay အဲ့ဆိုရင်တွေ့ရနော်ဒီမှာဆိုလို့ရှိရင်ပြီးသွားပြီပါလဲဆိုတော့ဒါကဒီဘက်ကိုသွားမယ်ဟာအဲ့တော့ဒီအောင်သွားပြီဆိုရင် forward ရှိရ reverse ကိုစောင့်အောင်เนาะအဲ့တော့ reverse ကဒီနေရာမှာအမားရဲ့စိတ်ဝင်အဆုံးကတော့မတူเนาะအစကတော့ A ဆိုပေမဲ့အဆုံးကတော့သူဆုံးချင်တဲ့ amino acid နဲ့ဆုံးတာအဲ့တော့ဒါကိုတစ်ချက်နှိပ်လိုက်အမားတို့25 base pair လောက်သွားလိုက်မယ် okay 25ဒီ25ဆိုတာလေပုံတိမ်မဟုတ်เนาะကိုစင်ပြေတဲ့ဟာယူလို့ရတယ်အဲ့တော့ဒီတစ်ခါ reverse ကိုစောက်မှာဆိုတော့ reverse ကိုတွားလိုက်ရအောင်အဲ့ရင်မမြင်လားတီဟဲ့သူတို့မမိလားမသိဘူးငါမေ့သွားတယ် TAC TAC okay အဲ့တော့ landing site ပြီးပြီဒီဘက်ပြီးပြီမှာအမားတို့ခုနဒီမှာသုံးမဲ့ enzyme ကပါတယ် XBAL right XBAL okay အဲ့တော့သူက TCTAGA အဲ့ဒါကိုဒီမှာထည့်လိုက် TCTAGA အဲ့တော့ဒီလိုမျိုးပေါ်ပြီးဆိုလို့ရှိရင် TC ဒီလိုပေါ်ပြီးဆိုလို့ရှိရင်လည်းကြောက်စရာမလိုเนาะဥမာအမားတို့ဒီမှာ overhang ဆိုတာကိုထည့်လိုက်လို့ရတယ် sorry ဒီမှာ C ပို့သွားတာเนาะ TAGA ပဲဖြစ်ရမှာ okay အဲ့ဆိုရင်ပေါ်စရာအကြောင်းမရှိဘူးထားလိုက်တော့ okay အဲ့ဆိုအဲ့လိုမျိုးစာမပေါ်ရင်တော့လောက်စရာမလိုဘူးเนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်အမားတို့သုံးတဲ့ enzyme လည်းမမေ့အောင် reverse လုပ်ပေးလိုက်မယ် okay အဲ့တော့ဒီလိုမျိုးအမားတို့ခုနက bacteria နဲ့မဆက်ခင်ပါလေဒီ blue gene ပေါ်မှာကိုအမားတို့စောက်ထားတာကမှန်ပေါ့နော်မှန်ကိုအမားတို့ confirm လုပ်လို့ရရင်နေရှိအဲ့ဒါပါလဲဆိုလို့ရှိရင်ဒီ primer နဲ့အမားတို့ရဲ့ blue gene နဲ့ဆက်ကြည့်တာမျိုးပေါ့နော်ဆက်ကြည့်မယ်ဆိုရင်ဥမာဒီ forward primer နဲ့ reverse primer ကိုအဲ့လိုမျိုး shift နဲ့လေအမားတို့ဟိုလောက်ကြည့်လို့ရတယ်ပေါ့နော်shift နဲ့ထောက်ကြည့် okay အဲ့ဒါပြီးရင်ဒီမှာတွေ့လား forward reverse ဒီ primer ကိုနှိပ် and ဒီမှာ pair ဆိုတာကိုနှိပ်ပြီးရင် create PCR product ကိုနှိပ် copy ကိုနှိပ်ပြီးတော့ဒါအမဆောက်ထားတဲ့ခုန folder မှာထည့်လိုက်တယ်ဒီလိုပါနော်ခိုင်ဆောင်းလိုက်ပါအောင် okay အဲ့ဆိုလို့ရှိရင်အမတို့ folder မှာတစ်ချက်ပြန်ကြည့်ရအောင် folder မှာပြန်ကြည့်လို့ရှိရင်ပြောရ yes2ct မှာ save ထားတဲ့ဟာတွေ့လား let's modify just now ဆိုတာခုနကအမလုပ်လိုက်တဲ့ဟာကိုဒီမှာတွေ့လား rename ပေးလို့ရတယ်ဆိုတော့ဥမာအနေနဲ့ဒါအမက blue gene ဟုတ်တယ်နော်အဲ့တော့ဒီ blue gene ကိုတွေ့နှိပ်ကြည့်လိုက်ရအောင် so တွေ့လားအဲ့တော့အမတို့ဒီဟာနှိပ်ကြည့်လိုက်တဲ့အချိန်မှာခုနကရွေတဲ့ cut site ကိုတွေ့ရဟုတ် okay အဲ့တော့သူကဒီဘက်ကို cut လုပ်လိုက်မယ်ပြီးတော့ဒီမှာဆိုရင် export ကဒီမှာ cut လုပ်မှာ okay ရနော်အဲ့တော့ဒီအောက်ကဟာနည်း neglect ထားပြီเนาะဒါအမအတွက်အမစောက်ထားတာ okay ဒီဟာကိုပဲကြည့်အဲ့တော့ဟိုနော် XBAL ဆိုတော့ okay အဲ့တော့အမတို့ဒီ blue gene မှာဆိုရင်အဲ့လို overhang တွေ primary တက်ပြီးသွားပြီအဲ့ခုနအမတို့ဒီ blue gene ကိုထည့်မဲ့ factor မှာဆိုလို့ရှိရင်လေအဲ့ site နှစ်ခုတွေ့ရဆိုတော့အဲ့နှစ်ခုဆက်